ရက်သားပတ်ကိုတည့်ရသူကအကောင်ပဲဘာအကောင်လဲဆိုတော့ရုပ်ရှင်အရန်ကြည့်ရဲ့အကောင်ရက်သားပတ်ဆိုတာဘာလဲသိလား အတန်ရတဲ့အပ်ကနေရုပ်ရှင်ကြည့်လို့ရတဲ့ pack လေး ရက်သားပတ်ကိုသိလား ဈေးတစ်လောက်တန်တာသိရပါဘောငါအတန်ရတာအဖန် ရက်သားပတ်ဘာလဲဆိုတာသိလား မသိကြ အခုကြည့်နေတဲ့သူတွေရောရက်သားပတ်ကိုသိလားရုပ်ရှင်အစီအစဉ်မျိုးစုံရှိရဲ့အတန်ရက်သားအဖန်နေဆိုရင်တော့ရက်သားပတ်ကဝယ်ထားတင်တယ်နော်24နာရီ1200 MB ကိုမှ996ကျပ်ကနေစရှိပြီး 50% အပိုဆောင် data လက်ဆောင်လဲပါအောင်ပါဒီတော့ဈေးတက်တန်တဲ့ရုပ်ရှင်တွေကြည့်ဖို့ *7199# ကိုဖုန်းခေါ်ဆိုပြီးဒါမှမဟုတ်အတန် store app အတန်ရက်သား app ကနေတစ်ဆင့်ဝယ်လိုက်တော့နော်ပုံမကောင်းမွန်သောနေ့တင်များစီ